အမျိုးသမီးတွေတိမ်နဲ့ဝင်လို့မရဘူးလေအဲ့ဒါတိမ်ကြီးရိုးရိုးចောင်းတောင်ဟုတ်ဘူးအပြစ်ကြီးကုန်တော့မှာပဲဒါတော့မသိကြဘူးလားအရှင်ဘုရားမနဲ့တုန်းကအမျိုးသမီးတွေတိမ်ချောင်းနဲ့ဝင်ကြည့်ဖို့သွားလာတွေ့လို့တပိတ်တော့တားလိုက်ရတယ်ဗျာမဝင်ရသေးလို့တော်သေးတာပေါ့ဗျာအရှင်ဘုရားဒီဘက်တော်တို့မသိလို့တိမ်ချောင်းနဲ့ဝင်မလို့သွားမိတာပါဗျာခွင့်လွှတ်တော်မူပါဗျာအမျိုးသမီးတွေတိမ်နဲ့ဝင်တာဘာအပြစ်မှမဖြစ်ပါဘူးတိမ်နဲ့ဝင်ရင်အပြစ်ဖြစ်တယ်လို့တခါကြီးကိုဘသူကပြောလိုက်တော့တိမ်နဲ့ဝင်လို့အပြစ်ဖြစ်တာဘသူလဲသိလားယဟန်တွေကွယဟန်တွေယဟန်များတိမ်ထဲမှာကမဝါစာရွတ်နေတဲ့အခါဘယ်ယဟန်မှတိမ်နဲ့မဝင်ရဘူးလူတွေတောင်ဝင်လို့ရတယ်လူတွေကကမဝါစာရွတ်နေတဲ့ယဟန်များရဲ့2000ထွားအပြင်ဘက်ထိနေထိုင်လို့ရတယ်အခြားယဟန်တွေကတိမ်ထဲတောင်ဝင်လို့မရဘူးကမဝါစာရွတ်နေတော့အခြားတိမ်အပြင်ကယဟန်တစ်ပါးကတိမ်ထဲဝင်လာလိုက်တာနဲ့အဲ့ဒီကမဝါစာပြတ်တော့တာပဲကံမအောင်မြင်ဘူးပေါ့ယဟန်ကန်တွေတော့ဝင်လာရင်ယဟန်မဖြစ်တော့ဘူးပရိဝတ်မာနအပန်စားတဲ့ယဟန်တော်များဆိုင်ရာကံကြီးကံငယ်ပြုလုပ်ဆောင်ရွက်နေရင်လေအဲ့ဒီပြုလုပ်ဆောင်ရွက်တဲ့မြကံအားလုံးမအောင်မြင်ဘူးအစကနေပြန်စားရပါတယ်ယဟန်တစ်ပါးဝင်လာရင်တိမ်တွေကယဟန်တွေပြုလုပ်တဲ့မြကံတွေဘာကြောင့်ပျက်စီးရတယ်လဲမအောင်မြင်ပဲပျက်စီးရတယ်လဲလို့ပြန်မေးစရာရှိပြန်ရောဒီအကြောင်းကိုအကျယ်သိချင်ရင်တော့သာသနာအကြောင်းတက်သိနားလည်တဲ့သူတွေကိုမေးကြည့်ပါAI နဲ့စကားပြောရတာမို့စကားလုံးအကန့်အသတ်ရှိလို့အကျယ်ပြောမရဘူးယဟန်များကမဝါစာရွှတ်နေတာမဟုတ်ရင်ရွှတ်ဖက်နေရင်လည်း2000ထွားအပြင်ဘက်အကွာအဝေးကနေအမျိုးသမီးတွေကတိမ်ထဲဝင်ပြီးတန့်ရှင်းရေးဝင်လုပ်လို့ရပါတယ်ဒါလောက်ဆိုအမျိုးသမီးတွေတိမ်ထဲဝင်လို့မရဘူးဆိုတော့ဘသူကစလိုက်မှမသိတဲ့မယိုးပါလားဗုဒ္ဓဘာသာများရဲ့ထင်မြင်ယူဆချက်အမှားကိုပယ်ဖျက်လိုက်တော့ပေါ့ဒီဗီဒီယိုကြည့်နေတဲ့သူကရောအမျိုးသမီးကတိမ်ထဲဝင်လို့ရပြီးယဟန်တွေကဝင်လို့မရဘူးဆိုတာဘာကြောင့်ဖြစ်မလဲကြားဘူးကလေးဝင်ပြောကြည့်ဘာဟုတ်တုတပေါ့ယဟန်တကမှမရှိရင်ယဟန်ခံလို့မရဘူးဆိုတာဟုတ်ပါသလားဒီဗီဒီယိုကိုစောင့်အောင်ကြည့်လိုက်ပါတကားလေးဘာကိစ္စရှိလို့လဲအရှင်မယားတပည့်တော်ယဟန်ဝတ်ချင်လို့ဝတ်ပေးပါလားဗျာတကားလေးကိုယဟန်ခံပေးမဲ့ယဟန်တကယဟန်မရှိလို့လားယဟန်တကတော့မရှိဘူးဗျာဒါပေမဲ့တပိတ်တို့တငန်းတို့ကိုယ့်ဘာသာပဲဝယ်ခဲ့မှာပါဗျာယဟန်ခံပေးမဲ့ယဟန်တကမရှိပဲယဟန်ခံလို့မရဘူးလေကဲယဟန်တကရှိမှပြန်လာခဲ့ပါတကားလေးဘာကိစ္စရှိလို့လဲအရှင်ဗျာတပည့်တော်ယဟန်ဝတ်ချင်လို့ဝတ်ပေးပါလားဗျာကောင်းတာပေါ့တကားလေးရဲ့မိဘတွေကရောခွင့်ပြုခဲ့လားခွင့်ပြုပါတယ်ဗျာတပိတ်တငန်းကိုတော့တပိတ်တော်ဘာသာစီစဉ်လိုက်ပါမယ်ဗျာအေးစီစဉ်လိုက်ပါရပါတယ်ဝယ်ဖို့အခက်အခဲရှိမယ်ဆိုရင်လည်းကျောင်းမှာသင်္ကန်းတပိတ်အပူတွေရှိသေးတယ်ယူလိုက်ပေါ့ရပါတယ်ဗျာယဟန်တကမှရှိရင်ယဟန်ဝတ်လို့မရဘူးဆိုတာဟုတ်ပါလားဗျာဘသူကပြောတော့ယဟန်ဝတ်တာပဲဘုံကြီး၅ပါးရှိရင်ရပြီတကမှလိုပါဘူးတပီတော်တို့ရွာဘက်တွေမှာယဟန်တကရှိမှယဟန်ဝတ်ပေးကြတယ်ဗျာခတ်တော့တာပဲတို့ဘုံကြီးတွေကိုယ်တိုင်ကဒီအယူဆကမဟုတ်မှန်ကြောင်းရှင်းပြရမှာ哦သူတို့ကိုယ်တိုင်မှားနေကြတာဟာသာသနာအကြောင်းကိုနားမလည်ရကြတယ်ရှက်စရာပဲတို့ဗုဒ္ဓဘာသာဝင်တွေကလည်းသာသနာနဲ့ပတ်သက်လာရင်အမှားအမှန်ကိုတေချာစွာညွှန်ပြဆုံးမတတ်တဲ့ဆရာဘုန်းကြီးတွေကိုစီကတ်တင်ပါတယ်ယဟန်ဖြစ်ဖို့အတွက်ကဝိနည်းစည်းကမ်းရမကြိုးပြတ်တဲ့တိမ်ဖြစ်ဖို့ရဲ့ပါရာဇိကမကြတဲ့ယဟန်၅ပါးရဲ့ကမဝါစာကိုထံကရိုင်းကြကြရွတ်ဆိုနိုင်တဲ့ယဟန်ရဲ့ပြည့်စုံမှုပဲလို့ယဟန်ခံတဲ့နေရာမှာယဟန်ခံကမဝါစာရွတ်မဲ့တိမ်ဟာဝိနည်းရတိမ်ကျိုးတိမ်ပြက်တိမ်ထက်လားဆိုတာကိုအရင်ဆုံးစုံစမ်းစစ်ဆေးဖို့လိုတယ်တိမ်ကျိုးတိမ်ပြက်ဆိုတာတာမန်လူတွေနဲ့ဝိနည်းမတင်ယူထားတဲ့ယဟန်တွေကသိဖို့မလွယ်ပါဘူးမျက်စိနဲ့မြင်လို့ရတဲ့ကျိုးပဲ့နေတဲ့အဆောက်အဦကိုပြောတာမဟုတ်ဘူးရှင်းပြရင်ပြောပြစရာတွေအများကြီးပဲယဟန်တကအယောက်100ပဲရှိပါသေးဝိနည်းရမှာတိမ်ပြက်ဖြစ်နေရင်ကမဝါစာချင်းတရားရွတ်ဆိုလဲယဟန်လုံးဝမဖြစ်ဘူးပဲယဟန်ဒါယကမရှိလဲယဟန်ခံလို့ရတဲ့အကြောင်းဗုဒ္ဓဘာသာဝင်များအားလုံးသိရှိနားလည်နိုင်ကြပါစေဝိနည်းတော်တွေမင်းတို့ကမဟုတ်သေးဘူးကွာငါတို့ကသာသနာပြုဖို့ပိုက်ဆံကိုင်းရတာကွာပိုက်ဆံမကိုင်းတဲ့ယဟန်ပြစမ်းကွာပိုက်ဆံမကိုင်းမဲ့သာသနာမှာဘလို့နေရမှာလဲကွာအာယာဇီကမကြသေးသမျှယဟန်ကောင်းပဲဒကာမတို့ကယဟန်တွေညစာစားနေတာညီဘောလုံးဝဲကြည့်နေတာအမြင်မတော်တာတွေတွေ့ရင်အခုတော့မယူကြနဲ့ဗျအပြစ်ရှိတယ်ယဟန်ဖြစ်ပြီးအရက်တောက်ပြီးမူးလဲနေပြီစိတ်ပြက်စရာကြီးကွာယဟန်တွေကိုမပြစ်မှားဘူးပါရာဇီကမကြသေးရင်ယဟန်ကောင်းပဲတဲ့ရှင်ခိုးထိုက်တယ်ပိုက်ဆံဆိုတာတုံးတက်ရင်အကျိုးများတယ်သာသနာပြုဖို့တုံးတာပဲလှူသူလည်းအကျိုးရှိတယ်အလှခံတဲ့ယဟန်လည်းအကျိုးရှိတယ်ဘယ်မှာလဲအကုတ်တုံပိုက်ဆံဆိုတာလည်းစက်ကူပဲမตายရရင်ဘာမှမဖြစ်ဘူးပါရာဇီကမကြရင်ပြီးတော့ဒီတိတ်ခါပုတ်အသေးအဖွဲတွေကိုဖျားပယ်နှုတ်ခြင်းပယ်လိုက်လို့ပြောထားတာပဲကျောင်းဆောက်ဖို့အတွက်ဝတ္ထုငွေ3,000လှူခြင်းလို့ပါဗျာ
ကျောင်းအတွက်လိုအပ်ရာသုံးဖို့အတွက်လည်းငွေပရိသတ်ပင်300လှူပါမယ်ဗျာ ဟောတကားကြီးရောပိုက်ဆံယူသွားဦးစင်းတို့ចောင်းဆောက်ဖို့ဗလက်မြေရဲ့အုပ်ရဲ့တန်တွေရဲ့သွားဝယ်ပေးပါဦးယဟန်ကပိုက်ဆံအလူခံပြီးအဲ့ဒီပိုက်ဆံနဲ့ကိုယ်တိုင်ចောင်းဆောက်ဖို့စီမံတယ်ចောင်းဆောက်လိုက်တယ်အဲ့ဒီចောင်းကလည်းနေတက်ကြီးထိုက်တဲ့ចောင်းဖြစ်နေတယ်နေချက်ကြီးဆိုတာစွန့်ပစ်ရမယ်လို့ပြောတာနေချက်ကြီးထိုက်နေတဲ့ចောင်းတွေအသုံးဆောင်မှန်သမျှတွေဟာယဟန်တဏ္ဍာမှန်သမျှသုံးဆောင်လို့မအပ်တော့အဲ့ဒီចောင်းကြီးဝင်းနီးတဲ့ညမစွန့်ပစ်ပဲအဲ့ဒီចောင်းကြီးပေါ်မှာနေပြီးယာနဲ့ထောင်နဲ့ချီပြီးအဘက်ဖြည့်ဒေသနာကြားလဲအဲ့ဒီအဘက်ကမပြောက်အဘက်တင့်တော့ပဲပိုက်ဆံနဲ့စွန့်ဝယ်စားတယ်စားတိုင်းစွန့်လုတ်တိုင်းအဘက်တင့်တယ်ကျောင်းဆိုလဲတက်တိုင်းထိတိုင်းအဘက်တင်နေတယ်။ကျောင်းမြေကိုမအပ်မဆက်စီမံပြီးဝယ်ခဲ့မိရင်လဲကျောင်းဝန်းမြေတဲ့ဝင်လာသမျှရဟန်းတိုင်းအဘက်တင်ကြရပါတယ်။ခြေလန်းတိုင်းအဘက်တင်တယ်။နေယူကီဆိုတာဝိနေနားမလဲတဲ့ရဟန်းတစ်ပါးကိုအကြောင်းပြုပြီးရဟန်းအားလုံးအဘက်တင်သွားအောင်လုပ်နိုင်စွမ်းရှိပါတယ်။ပိုက်ဆံကင်တာဘာမှမဖြစ်ဘူးလေလား။နေတက်ကီထိုက်နေတဲ့ပစ္စည်းတွေကိုဘယ်လိုစွန့်ရမလဲဆိုတဲ့စွန့်နည်းလည်းရှိပါတယ်။စွန့်လိုက်မှလည်းနေတက်ကီအဘက်ကနေစင်ကြယ်သွားမှာပါ။တတိပြုစေချင်ပါတယ်။ ယဟန်တော်များရောညီဗုဒ္ဓဘာသာတက္ကမများပါအထူးသတိထားရမယ့်အချက်တစ်ခုဖြစ်ပါတယ်မိမိလောက်ရကြောင့်တဏှာများဝန်ဒီသီလကိုထိခိုက်ရင်မကောင်းဘူးတချို့ယဟန်တွေကပိုက်ဆံကိုင်းတာကိုကြီးကြီးကျယ်ကျယ်လုပ်မနေနဲ့တဲ့အာဘက်ဖြေလိုက်ရင်ပြေးတာပဲနေတက်ကီပစ္စည်းတွေကိုမစွန့်ပဲအာဘက်ဖြေလို့မှမရတာစဉ်းစားပေါ့မင်းဝန်းဆရာတော်ကြီးတို့ပစ်တက်က3ပုံဆောင်သားသူကတော့ပိုက်ဆံကိုင်းတာပိုက်ဆံအလူခံယူတော့ဘာမှမပြောတာဟိုဝီနီးတို့တွေကြမှာရေးကြီးခွင်ကျယ်လုပ်နေကြတာဟောသူတို့ကိုယ်တိုင်ကသာသနာကိုလူတွေအထင်လွဲအောင်လုပ်နေတာလေ လူတွေကိုဝင်းကြီးတွေတိအောင်ပြောစရာလားတန်ခါတင်းကွဲအောင်လုပ်နေတာညဝင်းကြီးကိုယ်တော်တွေတတိထားချစ်သားယဟန်တို့ပိုက်ဆံမကန်ရလို့ပညတ်ထားတာငါဘုရားကိုယ်တိုင်စီကန်းချထားတာပါကွယ်ဘာဖြစ်လို့မလိုက်နာကျင်ကြတာလဲစီကန်းလေးတော့လိုက်နာမှာပေါ့ကွယ်တင်ချစ်သားတို့ကငါဘုရားရဲ့သာသနာမှာနေထိုင်ပြီးငါဘုရားချမှတ်ထားတဲ့စီကန်းကိုအကြောင်းအမျိုးမျိုးပြပြီးချိုးပြက်နေကြတာဟာသာသနာတော်စုပ်ယုပ်ကြောင်းဖြစ်နေတယ်တင်ချစ်သားတို့ကိုယ်တိုင်ကငါဘုရားရဲ့စကားကိုတော့နားမထောင်ကြဘူးဆိုရင် လူတွေကဖျားစကားနားမထောင်တာအဖြစ်ပြောလို့မရဘူးလေ Yogavam navijanati nasurakati goganam Evam silam ajanantua kim surakheya samvaram သာသနာတော်မှာနေတဲ့ယဟန်ကောင်းမှန်ရင်ငါဘုရားကိုယ်တိုင်ဟောကြားထားတဲ့ဒီစကားရဲ့အတိတ်ဘာကိုသိထားတဲ့မသိသေးရင်သိသောယဟန်များကိုမေးမြန်းကြပါလူတွေကိုတော့ဖျားစကားနားထောင်ဖို့တရားဟောပြောနေတဲ့တင်ယဟန်တို့ကိုယ်တိုင်ကငါဘုရားရဲ့ပညတ်ချက်တွေကိုကျူးလွန်ဖောက်ဖျက်နေတာဟာ တင့်ရောပါမလားအရှင်ဘုရားတပည့်တော်ဆုံးမစကားလေးတစ်ခွန်းလောက်မိတ်ပါဗျာယဟန်လိုနေလူလိုမနေနဲ့လူလိုနေတေအပါရောက်လိမ့်မယ်ဒီဩဝါဒအတိုင်းယဟန်ဘဝနေထိုင်သမျှယဟန်ပိတာအောင်နေထိုင်ပါမနေထိုင်ရင်ငါနဲ့လည်းမဆိုင်ဘူးအပယ်နဲ့ဆိုင်တယ်သာသနာမှာနေရင်ဘုရားစကားနားထောင်မှာကောင်းမယ်အရှင်ဘုရားတပည့်တော်ဆုံးမစကားလေးတစ်ခွန်းလောက်မိတ်ပါဗျာလူလိုနေတရက်ဆန်လိုမနေနဲ့တရက်ဆန်လိုနေရင်တေရင်အပါရောက်လိမ့်မယ် ဒီဩဝါဒအတိုင်းလူဘဝနေထိုင်သမျှလူပိသားအောင်နေထိုင်ပါမနေထိုင်ရင်ငါနဲ့လည်းမဆိုင်ဘူးအပယ်နဲ့ဆိုင်တယ်ဗုဒ္ဓဘာသာကိုတန်ဖိုးထားရင်ဘုရားစကားနားထောင်မှာကောင်းမယ်ယဟန်ပြည့်ရယဟန်ပိသားအောင်မနေရင်လူတွေခံစားရမယ့်ကာမလည်းဆုံးရှုံးတယ်လို့ယဟန်တွေရရှိတဲ့ဓမ္မလည်းဆုံးရှုံးရမှာမို့နှစ်ဖက်ရှုံးလိမ့်မယ်ရှင်ဘုရားမှာကပိယရှိပါသလားဗျာကပိယကျွမ်းတော်မူပါလုံခြုံရာအရက်ကိုလည်းချွန့်ပြတော်မူပါဗျာ ကျောင်းနောက်မှာကပိယမောင်မောင်ရှိတယ်သူ့စုမှာလုံခြုံတယ် ကပိယရေဒီမှာဥရင်းအတွက်အဆက်ပစ္စည်းတသိန်းတန်လှူထားခဲ့မယ်နော်ဥစဉ်အတွက်လိုအပ်တာစီစဉ်ပေးလိုက်နော်အရှင်ဘုရားအတွက်အလှူရှင်တဦးကတသိန်းတန်အဆက်ပစ္စည်းလှူထားပါတယ်ဗျာလိုအပ်တဲ့အခါတသိန်းတန်မှဖြစ်ပေါ်လာသောအဆက်သောပစ္စည်းကိုအလှူခံတော်မူပါဗျာကပိယရေဥစဉ်စာတင်ဖို့စာအုပ်တွေလိုအပ်နေတယ်ဒီမှာကပိပေးရမယ့်စာအုပ်စာရင်စီစဉ်ပေးပါအောင်ရှင်ဘုရားလိုအပ်တာရှိရင်ပြောပါဗျာတပည့်တော်လှူပါမယ်ဦးစင်ခရီးသွားဖို့ကားလက်မှတ်လိုနေပါတယ်စာတင်ဖို့စာအုပ်တွေလည်းလိုပါတယ်စီစဉ်ပေးပါမယ်ဖေကပိယညီဦးစင်ဒီစာအုပ်လေးလိုချင်တယ်ကပိယဦးစင်ဒီစာအုပ်လေးလိုချင်တယ်ဦးစင်ကိုဒီစာအုပ်လေးဝယ်ပေးပါအရှင်ဘုရားလိုအပ်တာရှိရင်ပြောပါဗျာတပည့်တော်လှူပါမယ်ဦးစင်ပတ်စံ2သိန်းလောက်လိုကတ်နေပါတယ်တကားတကာမတို့ဦးစင်းကျောင်းစောက်နေပါတယ်စေတနာရှိသလောက်ဒါနကုသိုလ်ပါဝင်လို့ရပါတယ်ကျောင်းလူတာကုသိုလ်အများကြီးရတယ်နော်
ဒကာဒကာမတို့ဦးစင်းတို့အကြောင်းမှာစွန့်အခက်အခဲရှိနေလို့အလှခံပါတယ်။ကျောင်းဆောက်ရန်အတွက်လည်းအလှခံပါတယ်။ဗုဒ္ဓဘာသာဆိုရင်လှူပေးတင်ပါတယ်။အရှင်ဘုရားအတွက်ဝတ္ထုငွေလှူခြင်းလို့ပါဗျာ ကောင်းတာပေါ့တကကြီးရဲ့သာဓုသာဓု Vinayo namasasanassa ayu Anagate sasanam lajjirakisati lajjirakisati Anagate sasanam lajjirakisati lajjirakisati ဒါကလေးဦးစင်းကိုပိုက်ဆံနည်းနည်းလှူပါလားပိုက်ဆံလှူခံပါတယ် ရဟန်းတွေကပိုက်ဆံလှူခံလို့မရအောင်မို့လားဗျာ ခုခေတ်ကြီးမှာဝန်ကြီးတွေဘာတွေပြောမနေနဲ့မလှူခြင်းအသာလေ ရဟန်းတွေကညနေပဲစားလို့မရဘူးမို့လားဗျာမင်းတို့လူငယ်တွေဝန်ကြီးတီတိုင်းလိုက်မပြောနဲ့ငရဲကြီးလိုက်မယ်ဟာ ရဟန်းတော်များကပိုက်ဆံမကန်ရဘူးအလှမခံရဘူးဆိုတာကိုရဟန်းတန်တာအတော်များများကသဘောမကျဘူးဖြစ်နေတယ်ဗျာရဟန်းစည်းကမ်းမဟုတ်လို့လားဗျာစည်းကမ်းကိုမလိုက်နာခြင်းတဲ့သူတွေကစည်းကမ်းတွေကျင့်ဝတ်တွေကိုသဘောမကျတာကထုံးစံပဲလေနောက်ဆုံးစည်းကမ်းကိုထုတ်ထားတဲ့သူကိုတော့အပြစ်တင်တတ်ကြတာရဟန်းဆိုတာဗုဒ္ဓဗျာခွင့်ပြုလို့ဝတ်လာကြတာမဟုတ်လားဗျာ ဟုတ်တယ်လေဘုရားခွင့်ပြုတာလို့ယဟန်ဘဝရတာကြတာဘုရားအလိုကြယဟန်ပဲဖြစ်တင်တာပေါ့ ဗုဒ္ဓသာသနာမှာနေထိုင်ကြတဲ့ယဟန်တော်ဆိုတာဗုဒ္ဓချမှတ်ထားတဲ့ဝန်လေးစည်းကမ်းကိုစန့်ကျင်ဘက်ပြောဆိုတာအပြစ်မဖြစ်ဘူးလားဗျာ တိတ်ဖြစ်တာပေါ့ဦးစင်းလေးရဲ့ ယဟန်ဖြစ်ပြီးယဟန်ဝန်လေးကိုမလိုက်နာခြင်းဘူးအရေးမကြီးပါဘူးလို့ထင်ပြီးဝန်လေးတက်ခါပုတ်တွေကိုကျူးလွန်ရင်ဘာတွေဆက်ဖြစ်နိုင်မလဲဗျာနံပါတ်1သီလဖြူစင်တဲ့ယဟန်မဖြစ်နိုင်ဘူးနံပါတ်2သီလမစင်ကြယ်ပဲတည်ခဲ့ရင်အပေကြရလိမ့်မယ်ဝန်လေးစည်းကမ်းမလိုက်နိုင်ရင်မလိုက်နာသူကိုယ်တိုင်အပြစ်ရှိသွားတာပဲသီလဖြူစင်အောင်မဆောင်ထိန်တဲ့ဆရာတော်ဖြစ်ခဲ့ရင်သူ့ရဲ့တပည့်တွေကလည်းသီလကိုအလေးထားတော့မှာမဟုတ်တော့ဘူးလေအဲ့လိုနဲ့ပဲဗုဒ္ဓသာသနာဟာမတိမတာမှိမ့်မိန်သွားမှာပဲပိုက်ဆံအလှခံသူကင်တွေသုံးဆွဲသူယဟန်ကသာသနာအတွက်အသုံးပြုမယ်ဆိုရင်ရောမရဘူးလားညီစာတင်သားတွေဆိုရင်ငွေနဲ့မှကင်းလို့မရတာဘယ်လိုလုပ်ရမလဲဗျာအဲ့လိုဖြစ်နေရတာကအရင်ကဝန်လေးကိုအလေးမထားကြတဲ့နာမည်ကျော်ဆရာတော်အချို့ကြောင့်ပဲသူတို့တွေကမအမှန်တိရက်နဲ့လုပ်ခဲ့ကြတာခုတော့ပိုဆိုးပြီပေါ့ယဟန်ငယ်ကိုရင်ငယ်တွေကိုတကယ်တနာရင်သူတို့ကိုတလချူစင်တဲ့ယဟန်သားမဏိဖြစ်စေခြင်းဗုဒ္ဓမြတ်လို့ရဲ့ယဟန်ဖြစ်စေခြင်းနဲ့ဆိုရင်ဆရာကိုယ်တိုင်ပြုပြင်မရမယ်ယဟန်တော်များကသာယဟန်စည်းကမ်းဖြစ်တဲ့ဝန်ဒီတိတ်ခါပုတ်တွေအတိုင်းနေကြည့်စမ်းပါသာသနာတော်ဘယ်သူကမလေးစားပဲနေမလဲလိုအပ်ရာကိုထောက်ပံ့ပေးမဲ့သူလည်းပေါ်မှာပဲငါဆရာတော်ဝီနီကိုဂယုမဆိုင်တာငါလည်းဘာလို့ဂယုဆိုင်ရမှာတော့ဟိုနမဲကျော်ဆရာတော်ကြီးလည်းမဆောင်ထိန်ဘူးငါဘာလို့ဆောင်ထိန်ရမှာလဲဆိုတဲ့အတွေးတွေရင်လေးစရာပဲလူတွေရဲ့လေးစားမြတ်နိုးမှုကိုတော့မခံယူရတဲ့ယဟန်ကဘယ်လိုလုပ်ပြီးသာသနာအတွက်အလုပ်လုပ်မလဲသူ့တီလာကိုတော့သူကဖြူစင်အောင်မလုပ်နိုင်ဘူးလေစဉ်းစားကြည့်ဒါကြောင့်ရှေ့ယဟန်တာမတေဆရာတော်အစဉ်ဆက်ကပြောခဲ့တာရှိတယ်ဝဏယောနာမသာသနတအာယုဝိနယေထိတေသာသနံထိတံဆိုတဲ့စကားတိတ်လေးထားစရာစကားပဲရှင်မယားကိုယဟန်အတော်များများအပြစ်ပြောတော့မှာပဲပြောပါစေသူတို့ကမှမမှန်တာနောက်ဆိုသာသနာအတွက်မှန်တာတော့မပြောရဲပဲဖြစ်ကုန်တော့မယ်ကိုယ်ွယ်စည်းကပ်သူများအတွက်ဘာပြောခြင်းလဲဗျာဘုံကြီးပြောတိုင်းမယုံပါနဲ့တို့ဗျာဘယ်လိုပြောခဲ့တယ်ဆိုတာကိုပဲအဓိကထားကြပါလို့ပြောခြင်းတယ်